မြောက်တကုံကတရက်ပြီးတရက်ပေါ့နော်ပို့ပြီးတော့စီကားလာနေတယ်အခုဆိုရင်မြောက်တကုံကပေါ့နော်ကိုမနဲ့ခင်းပိုင်းတွေဒါမှမဟုတ်ရင်ညနေခင်းပိုင်းတွေတနေရာရာကိုသွားကြည့်ပေါ့နော်လမ်းကြီးတွေပေါ်ကနေတနေရာရာကိုသွားကြည့်တော်တော်လေးကိုစီကားနေတယ်ဆိုတာတွေ့ရတယ်ဟာလားကျမတို့မျက်စိအောက်မှာပဲမျက်စိရှေ့မှာပဲတနေ့ပြီးတနေ့တရက်ပြီးတရက်ပေါ့နော်ပို့ပြီးတော့စီကားလာတယ်ဟလာတိုက်အစ်စ်တွေကလည်းအများတမ်းပဲတိုးလာတယ်အယောင်းဝယ်တွေကလည်းနော်အခုကြတော့လက်ရှိပေါ့နော်လက်ရှိဒီနေ့ဒီရက်တွေကအယောင်းဝယ်တွေနည်းနည်းလေးပြန်ပြီးတော့လှိုင်လာတယ်ဆိုတာတွေ့ရတယ်ပေါ့နော်ဆိုတော့ကြတော့ဒီကျမတို့မြောက်တကုံကိုဘာလို့လူတွေပို့ပြီးတော့ကြိုက်ကြတာလဲဆိုတော့လာမြို့ထဲနဲ့နီးတယ်เนาะဒီသူကနေထွက်သွားရင်တောင်ကလာသင်္ကန်းကျွန်းကိုဟလာရောက်သွားတယ်နောက်ပြီးတော့စာရွက်စာတမ်းတွေကောင်းတယ်เนาะစာရွက်စာတမ်းတွေကဟလာကိုယ့်နာမည်ပေါက်ဖောက်လို့ရတယ်เนาะကိုယ့်နာမည်ပေါက်ဖောက်ဖို့ရအတွက် format တွေကြာနေတယ်ပေါ့နော်ဆိုတော့ကျတော့အရန်ကြီးအဝေးကြီးလိုက်စရာတွေမလိုသေးတဲ့အနေအထားမှာရှိနေတယ်เนาะအဲ့တော့မြောက်တကုံကိုပို့ပြီးတော့အယောင်သွက်စီတာကျမမြင်တာတော့ဒီနှစ်ချက်ကြောင့်ပို့ပြီးတော့ရောင်းဝယ်တွက်စီတယ်ဟလာမျိုးထဲနဲ့နီးတာတစ်ချက်နောက်စာရွက်စာတမ်းတွေကောင်းမွန်တာเนาะစာရွက်စာတမ်းတွေကောင်းမွန်တာကြောင့်လူတွေကအခုလက်ရှိเนาะဒီနေ့ဈေးကွက်မှာကြတော့လူတွေကsocial media ခေတ်ဖြစ်တဲ့အခါကျတော့လူတွေက social media ပေါ်မှာလေ့လာလာကြတယ်လေ့လာလာကြတဲ့အခါမှာဒီကျမတို့စာရွက်စာတမ်းဆိုလို့ရှိရင်ကိုယ့်နာမည်ပေါက်ဖောက်လို့ရတာလူတွေကိုပို့ပြီးတော့ဝယ်ကြတယ်အဲ့လိုဝယ်ကြတဲ့အခါမှာဘလို့အိမ်ချမ်းမြေတွေကပို့ပြီးတော့မြန်ထက်အယောင်းဝယ်ဖြစ်လေးရှိလဲဆိုတော့ဈေးနှုန်းချင်းတူတယ်ဆိုလို့ရှိရင်ခရမ်းနာမည်ပေါက်ကိုယ်တိုင်ကြီးကရောင်းတဲ့အကွက်ကပို့ပြီးတော့မြန်ထွက်လေးရှိတယ်ပို့ပြီးမြန်ထွက်တယ်လို့ပြောတာเนาะဈေးပို့ရတယ်လို့ပြောချင်တာမဟုတ်ဘူးဈေးအမှန်ရတယ်เนาะဒီခရမ်းနာမည်ပေါက်ကြီးကိုယ်တိုင်ကရောင်းရင်ပေါက်ဈေးတိုင်ရတယ်เนาะခရမ်းနာမည်ပေါက်ကဟလာပိုင်ရှင်ရန်တယောက်နာမည်ပေါက်ကတခြားတယောက်ဆိုအဲ့လိုစာရွက်ကရောင်းရတာအင်တန်မကိုအားငယ်ဖို့ကောင်းတယ်เนาะအင်တန်မမျက်နှာငယ်ရတယ်အဝယ်တွေကကြောက်ကြတယ်ဘာဖြစ်လို့လဲဆိုတော့အဝယ်တွေဘက်ကနေစဉ်းစားကြည့်ရင်လေဟလာတန်ကြီးကမများเนาะတန်ကြီးကမနေဘူးပေါ့เนาะသိန်းကိုဟလာတောင်းကနန်းနေနဲ့ပေးဝယ်ရတာပေးဝယ်ရတဲ့ခါမှာအဝယ်တွေကစိုးရိမ်စိတ်ရှိတယ်စိုးရိမ်စိတ်ရှိတဲ့အခါကျကိုရောင်းနေတဲ့သူကနာမည်ပေါက်ကြီးမဟုတ်ဘူးဆိုရင်သူကကြောက်တယ်အဲ့တော့အဲ့လိုပွဲတွေဆိုရင်ကျမတို့အကျိုးဆောင်တွေကအရန်ကိုပွဲထိန်ရတယ်ထိန်တဲ့ကြားတွေကကိုကတခါတရံဆိုရင်ဟလာကျမတို့ဟလာစကားတွေများကြရတာတွေရှိတယ်เนาะဟလာအဲ့တော့ကျတော့ဟာเนาะဒီတကုံမြောက်ပိုင်းမှာအယောင်းဝယ်တွက်တာတွေကเนาะအယောင်းဝယ်ပို့ပြီးတော့ဟာလာမြန်ရောင်းရစေတာတွေကเนาะကိုတိုင်းကနာမည်ပေါက်ကိုတိုင်းကရောင်းတယ်เนาะပိုင်ရှင်နဲ့เนาะနာမည်ပေါက်နဲ့တယောက်တည်းဖြစ်တဲ့မြေကွက်တွေကပို့ပြီးတော့အယောင်းဝယ်တွက်တယ်ပို့ပြီးတော့အဝယ်ကြိုက်တယ်เนาะပိုင်ရှင်ကတယောက်အမိပေါက်ကတခြားတယောက်ကိုခေါ်ရမှာဘလောက်ပဲအမိပေါက်ကကိုယ့်ရဲ့လူရင်းဖြစ်ပါတယ်ပြောအောင်เนาะကိုအမပဲဖြစ်တယ်ကိုအမေဖြစ်တယ်ပြောအောင်เนาะပိုင်ရှင်ကကျွန်တော်အမိပေါက်ကတခြားတယောက်ပါဆိုရင်ကိုရောင်းရတာတချို့အဝယ်တွေကကြောက်တဲ့အတွက်ပေါ့เนาะရောင်းရတာနည်းနည်းလေးလက်ဝင်တယ်เนาะအဝယ်ကနားလဲတဲ့အဝယ်နဲ့မှာเนาะနားလဲပြီးတော့ကြတော့ဟလာအယောင်ပါဝယ်ပါဝနေတဲ့အဝယ်မျိုးနဲ့တွေ့မှာပိုင်ရှင်ကတယောက်အမိပေါက်ကတယောက်ဖြစ်နေတဲ့မြေခွက်တွေကိုရောင်းရတာအဆင်ပြေတာအဲ့လိုမှမဟုတ်ပဲနဲ့ဆိုလို့ရှိရင်ရိုးဟလာဒီအင်ချမ်းမြေကိုဟလာအင်ချမ်းမြေလုပ်ငန်းလုပ်တာမဟုတ်ဘူး။နောက်အင်ချမ်းမြေဝယ်တဲ့အတွေ့အကြုံမရှိဘူးဆိုတဲ့လူတွေနောက်ကျမတို့ကကြောက်တယ်ဆိုတဲ့ရှုထောင့်ကိုခိုင်ခိုင်မာမာရပ်တည်ထားတဲ့လူတွေကိုရောင်းမယ်ဆိုရင်အဲ့ဒီအမိပေါက်ကတယောက်ဟလာပိုင်ရှင်ကတယောက်ဖြစ်နေတဲ့မြေခွက်မျိုးတွေကရောင်းရခက်တယ်เนาะရောင်းရတာခက်တယ်အဲ့လိုမျိုးကိုပွဲကထင်ရတာခက်တယ်เนาะနောက်စကားတွေပြန်များကြတာအထိကျမကြုံဘူးတယ်ပေါ့เนาะဆိုတော့ကြတော့ဟာလာဒီတကုံမြောက်ပိုင်းတွေကเนาะဟာလာဘလို့ပဲပြောပေါ့เนาะဘလို့ပဲဟုတ်တယ်ရေမြောင်းစနစ်တွေတော့အရန်ကြီးမကောင်းတဲ့ထဲမှာမပါသေးဘူးရှင်နေပေါ်တာလည်းမှန်တယ်ဟာလာအားနည်းချက်တွေရှိတာလည်းမှန်တယ်ဒါပေမဲ့ပေါ့เนาะဈေးနှုန်းအသင့်တင်နဲ့เนาะကျမတို့မျိုးဟောင်းကဈေးတွေဘလို့မှလိုက်မမီတော့ဘူးပေါ့เนาะမျိုးဟောင်းကဈေးတွေလိုက်မမီကြတဲ့အခါမှာဟလာဈေးနှုန်းအသင့်တင်နဲ့လုံးချင်းအိမ် bike ရတဲ့ပေါ့เนาะလုံးချင်းအိမ်ဟလာဒီ bike ကိုရတဲ့ဟလာဒီကျမတို့လူတွေเนาะလူလက်တန်းစားလက်အခန့်ဆုံးမြို့နယ်ဟာမြောက်တကုံဖြစ်လာတယ်เนาะမြောက်တကုံဖြစ်လာတယ်နောက်မြောက်တကုံရဲ့ဟလာဒီကျမတို့ဟလာချစ်စရာကောင်းတဲ့တစ်ချက်ကเนาะဒီလိုပေတရာလမ်းမတွေသာစီကားနေတာเนาะပေတရာလမ်းမတွေမှာသာစီကားပြီးတော့ကြတော့ဟလာကားတွေပါညာတွေတွားရတာကြက်နေတာเนาะကြက်နေတာရက်ွက်အတွင်းထဲမှာကြတော့အဲ့ဒီကားတန်တွေကမရှိတော့ဘူးရက်ွက်အတွင်းမှာကြတော့လုံးဝเนาะဒီကျမတို့ဟလာစိတ်ငြိမ်เนาะစိတ်ငြိမ်ရက်ွက်ရဲ့အရာတာကိုရတယ်เนาะအဲ့ဒါမျိုးတွေကြောက်မှုလို့လူတွေကကြိုက်ကြတာ
နော်မြောက်တကုံကိုနေတယ်ဆိုတာကနေသမားတက်တွေကပို့ပြီးတော့အဆင်ပြေတယ်လုပ်ငန်းနဲ့တွဲမယ်ဆိုတဲ့လူတွေကြတော့ငွေတော်တော်လေးသုံးမှလုပ်ငန်းလုပ်လို့ရတဲ့နေရာမျိုးကိုရတာเนาะနေသမားတွေအတွက်ကြတော့เนาะအေးချမ်းချမ်းတိတ်တိတ်ဆိတ်ဆိတ်ပဲနေခြင်းတယ်ဆိုလို့ရှိရင်ဆိုကျမတို့ရုံငန်းရှိတယ်မြောက်တကုံ46ရက်ကွက်ဆိုရင်3000မကျော်ပဲနဲ့ရတယ်3500လုံးဝအေးချမ်းတိတ်ဆိတ်တဲ့ vibe ကိုရမယ်နော်ကိုကအေးချမ်းတိတ်ဆိတ်တယ်အေးချမ်းချမ်းနေခြင်းတယ်ဆိုတဲ့ဟာမျိုးပဲလိုချင်တယ်ဆိုရင်ကျမတို့46ရက်ကွက်မှာခရနာမဲ့ပေါက်ကိုယ်တိုင်ကရောင်းနေတဲ့လုံးဝအေးချမ်းချမ်းတိတ်တိတ်ဆိတ်ဆိတ်နေရတော့ရသေးတယ်နော်ရသေးတယ်3000မကျော်3500လောက်နဲ့ရသေးတယ်နော်ဒါပေမဲ့ကိုကစီးပွားရေးလုပ်မှာစီးပွားရေးလုပ်လို့ရတဲ့နေရာမျိုးနှစ်ဆဆွဲလိုက်ရင်ကတော့ဈေးသုံးရတယ်ဈေးတော်တော်သုံးမှပဲဟာလာငွေတော်တော်သုံးမှပဲလုပ်ငန်းလုပ်လို့ကောင်းတဲ့နေရာမျိုးကိုရတယ်ဒါမြောက်တကုံရဲ့ဟာလာဒီတဘာဝလေးတွေပေါ့နော်အဲ့တော့မြောက်တကုံကတော့ကျမတို့ရဲ့မျက်စိရှိမှာပဲနောက်မြေကွက်လက်တွေကတဖြည်းဖြည်းချင်းပြည့်လာတယ်နောက်ဆောက်လက်စတိုက်တွေကလည်းအများတမ်းပဲပေါ့နော်ပေ20ရောပေ40ရောအပါဝင်ဆိုအများတမ်းပဲဟာလာအလုံးအနည်းဆုံး90နဲ့အထက်မှာရှိမယ်နော်အများတမ်းစောက်နေတဲ့တိုက်ကအများတမ်းအလုံး90နဲ့အထက်မှာပဲရှိမယ်အဲ့တော့ तू ကနော် तू ကဟာလာ develop ပြီးပေါ့နော် तू ကဖွံ့ဖြိုးပြီးတော့လာနေတယ်နော်အဲ့ဒါကြောင့်နေလိုကောင်းတဲ့မြို့နယ်ထဲမှာပါတယ်အဲ့တော့ကိုကရန်ကုန်မှာအခြေချမယ်ဆိုရင်နော်ရန်ကုန်မှာအခြေချမယ်နေရဲ့ဟာလာနေနဲ့ကလည်းအရန်ကြီးဟာလာဒီကျမတို့အပြောင်းလဲပေါ့နော်တိတ်မဖြစ်ချင်ဘူးဆိုမြောက်တကုံကအကောင်းဆုံးပဲနော်မြို့ထဲတိုက်ခန်းနေဆိုနေရလူတွေအတွက်ကအရန်စိတ်ချင်းချက်တယ်ဟာလာဒီလိုလုံးချင်းနေကြတော့နေရလူတွေအတွက်စိတ်သက်သာရရတယ်နော်စိတ်သက်သာရရတယ်အဲ့ဒါကြောင့်ဟာလာဒီကျမတို့ဖြစ်နိုင်လို့ရှိရင်ပေါ့နော်မြောက်တကုံကဟလာတခြားနေရာတခြားမြို့နယ်တွေထက်စာရင်တော့ဈေးသုံးရတယ်ဒါမဲ့ဟလာဒီကျမတို့နေလို့ကြတော့ဟလာလူလက်တန်းစားတွေအတွက်ကတော့အကောင်းဆုံးမြို့နယ်ထဲမှာပဲအကောင်းဆုံးမြို့နယ်တစ်ခုအနေနဲ့နော်ရန်ကုန်မှာတော့နံပါတ်1အနေနဲ့ပေါ့နော်ရောင်းအားဝယ်ရအကောင်းဆုံးမြို့နယ်အနေနဲ့ရှိနေပါတယ်နော်အဲ့ဒါကြောင့်ဟလာကိုကနေခြင်းတယ်ဆိုလို့ရှိရင်မြောက်တကုံပဲစဉ်းစားပါနော်မြောက်တကုံပဲစဉ်းစားပါဟလာဝယ်လို့လဲလွယ်တယ်ပြန်ရောက်ရင်လည်းအင်တန်မှလွယ်တယ်နော်ဝယ်လို့လဲလွယ်တယ်ပြန်ရောက်ရင်လည်းအင်တန်မှလွယ်တယ်အဲ့တော့ကိုနေဖို့ရာအတွက်ဆိုရင်เนาะနေမယ်ဆိုလို့ရှိရင်မြောက်တကုံပဲစဉ်းစားပါစာရွက်စတမ်းကောင်းတာပဲစဉ်းစားပါနောက်ပြီးတော့ဒီလိုပေါ့เนาะအဲ့လိုပေါ့အကျိုးဆောင်ပေါ့เนาะအကျိုးဆောင်ကောင်းနဲ့ရှာရင်ဟလာဒီအကျိုးဆောင်ကပွဲကိုတေချာထိန်သွားရင်အရင်ကြီးမစိုးရိမ်ပါနဲ့เนาะဟလာကျမတို့တချို့မြေကွက်တွေမှာပိုင်ရှင်ကတယောက်မိဘကတယောက်ဖြစ်နေတဲ့ကိစ္စတွေရှိပါတယ်ဒါပေမဲ့အကျိုးဆောင်ကငါဒီပွဲကိုနိုင်နေအောင်ကင်တွယ်နိုင်ပါတယ်အရန်ကြီးမစိုးရိမ်ပါနဲ့အရန်ကြီးစိတ်မပူပါနဲ့အဲ့လိုမျိုးကိစ္စတွေလည်းရှိတတ်ပါတယ်အဲ့တော့အကောင်းဆုံးကတော့အမိပေါက်ကြီးကိုယ်တိုင်ကရောင်းတာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်အဲ့လိုဟာတွေကတော့ပို့ပြီးတော့ရောင်းလို့ဝယ်လို့ပို့ပြီးတော့ဟလာလွယ်တယ်တွက်လဲတွက်ပါတယ်ဟိုဈေးနှုန်းတာ over price မဖြစ်ရင်ပေါ့နော်အခုကမြောက်တကုံထဲမှာအယောင်းဝယ်တွေဖြစ်တယ်အယောင်းဝယ်နေ့တိုင်းဖြစ်တယ်ကျမတို့လည်းတော်တော်လေးဖြစ်လာတယ်ဖြစ်တယ်ဒါပေမဲ့ဘလိုဟာတွေပဲဖြစ်တာလဲဆိုဈေးအမှန်လေးတွေပဲဖြစ်တာနော်ဈေးနှုန်းဖြစ်တဲ့ဈေးနှုန်းလေးတွေပဲဖြစ်တာ over price တွေမဖြစ်ဘူးเนาะ over price တွေကတော့အများတန်းကြံခဲ့မှာတချို့ဈေးနှုန်းတွေကတချို့ပိုင်ရှင်တွေဖွင့်ထားတဲ့ဈေးနှုန်းတွေကမရောက်သေးဘူးနော်မရောက်သေးဘူးနောက်6လောက်နေရင်တော့ရောက်ကောင်းရောက်နိုင်တယ်လက်ရှိကတော့မရောက်သေးဘူးအဲ့လိုဟာတွေကတော့ရောင်းလို့မရဘူးဘလောက်ပဲ location ကောင်းဘလောက်ပဲပိုင်ရှင်နဲ့ခရံအမိပေါင်းနဲ့တယောက်တည်းပဲဖြစ်နေပါစေရောင်းလို့မထွက်ဘူးရောင်းမထွက်တဲ့ကောင်တွေကသွားကြည့်လိုက်ရင် over price ဖြစ်နေလို့နော်ဈေးနှုန်းသတ်မှတ်တာလွဲနေလို့မို့လို့နော်အဲ့တော့ကျမတို့ကလည်းပိုင်ရှင်တွေကိုပေါ့နော်ဒီဈေးကနေဟလာဒီဈေးမဖြစ်သင့်ဘူးဘယ်ဈေးလောက်ဖြစ်သင့်လဲဆိုတာအကြံပေးပေမဲ့သူတို့လက်မခံတဲ့အခါကျမတို့ကလည်းအရန်ကြီးပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ပစ္စည်းဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ကျမစီမှာဆိုရင်တော့ဈေးမှန်တာတွေပဲဖွင့်ပေးပါတယ်ဈေးမမှန်တာတွေဆိုကျမပေ့ပေါ်မှာတင်မပေးပါဘူးနော်အဲ့လိုမျိုးအဲ့ဒါကြောင့်ကျမတို့စီကိုဟလာကျမတို့ကြည်မြန်မာအကျိုးဆောင်မှာနော်ရုံကြည်လာဝယ်လို့ရပါတယ်စိတ်ချလက်ချလာဝယ်လို့ရပါတယ်ကောင်းတာတွေကိုလမ်းညွှန်ပါတယ်ပွဲကိုလည်းတခြားစနစ်တခြားတည်ပေးပါတယ်အဲ့ဒါကြောင့်ကျမတို့ကြည်မြန်မာကိုလည်းလာကြည့်ကြဖို့လည်းဖိတ်ခေါ်ပါတယ်လာကြည့်လို့လည်းရပါတယ်လို့message ပေးချင်ပါတယ်ရှင်အဆုံးထိကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်